အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်ဗဟန်းမြို့မှရဲစခန်းကိုလက်ပစ်ပုံဖြင့်ပစ်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှမ်းကုန်တိုင်းဗဟန်းမြို့မှရဲစခန်းကိုလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်ရာကင်းဆောင်နေသောရဲများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်စက်တင်ဘာလ29ရက်နေ့ည7:00နာရီကျော်ခန့်တွင်ဗဟန်းမြို့နယ်ကဘာအေးဖျားလမ်းမပေါ်ရှိဗဟန်းမြို့မှရဲစခန်းကိုတော်လှန်ရေးရဲဘော်များကလက်ပစ်ပုံနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထိုတိုက်ခိုက်မှုအတွင်းရဲစခန်းဝင်းရှိလုံခြုံရေးရဲကင်းအနီးကိုကြားရောက်ပောက်ကွဲခဲ့ခြင်းကြောင့်ဂိတ်ဝတွင်ကင်းယူနေသောရဲများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ထို့သောတိုက်ခိုက်ခြင်းသည်အကြမ်းဖက်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ရှားနေပြီးပြည်သူများအားနှီးမျိုးစုံဖြင့်မတရားဖန်ဆီးနှိပ်စက်နေသောဗဟန်းရဲတပ်ဖွဲ့ဝင်များကို Fire Power အထူးစစ်ရေးပြစ်မှတ်အဖြစ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ပစ်ပုံနှလုံးအသုံးပြုပစ်ခတ်တိုက်ခိုက်ထားတာပါ။စခန်းဖွင့်တဲ့လုံခြုံရေးရဲကင်းနာအရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စခန်းနဲ့ဂိတ်ဝရဲကင်းမှာကတော့ပုံမှန်ရဲခွေး2ကောင်ကင်းယူတယ်။ဘေးနာကအမြင့်ကင်းမှာတော့2ကောင်ရှိပါတယ်။ညကရန်ကုန်တဲ့အစစ်အဆေးတွေတင်းကျပ်နေတဲ့အထက်ကလှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့မစ်ရှင်အပြီးခွေးစခန်းနဲ့လူနာတင်ကားဝင်သွားတာရှိတယ်။ရဲခွေးဘဏ္ဍကောင်ထိလေဆိုတာမျိုးတော့မသိရသေးဘူး။စုံစမ်းနေစေပါပဲဟု Operation Flame အဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Operation Flame အဖွဲ့နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြင့်နိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီပြုလုပ်ဖော်ဆောင်တဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းပြည်သူတွေအနေဖြင့်လည်းအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြရန် Operation Flame အဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုပါတယ်ဆက်လက်ပြီးနေဆက်ဒေသထိန်းသိမ်းရေးတရုတ်နှင့်အပြည့်အဝပူးပေါင်းမည်ဟုစစ်ကောင်ဆောင်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကာဇက်စတန်နိုင်ငံမှပြန်လာသောစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့လေဆိပ်တွင်ယာယီရနာစဉ်တရုတ်မြန်မာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန်အတွက်နှစ်နိုင်ငံအပြည့်အဝပူးပေါင်းဆောင်ရွက်မည်ဟုတရုတ်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်ပါတီကော်မတီ၏နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မတီအတွင်းရေးမှူးမာစတာဟူဒပန်နဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်းစစ်ကော်မရှင်ကယနေ့ထုတ်ပြန်ပါတယ်။စစ်ကောင်ဆောင်ကနေဆက်တည်ငြိမ်အေဂျင့်ရေးပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအပါအဝင်နေဆက်ဖြတ်ကျော်မှုကင်းနှိမ်နင်းရေးတရုတ်မြန်မာစီးပွားရေးစင်ကြံတွင်ပါမည့်စီမံကိန်းများသဘောတူညီချက်များအားအကောင့်ထဲပေါ်ဆောင်ရွက်သွားမည့်အခြေအနေကိုလည်းဆွေးနွေးခဲ့ကြောင်းဆိုပါတယ်။ထို့ပြင်မြန်မာတရုတ်ယူနန်ပြည်နယ်တို့ကြားကုလူဆက်ဆံမှုနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များနှစ်နိုင်ငံအကျိုးရှိမဲ့ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့တယ်ဟုစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှိုးမြို့ကိုတရုတ်၏အကူအညီဖြင့်စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းတရုတ်မြန်မာအရေးပါသည့်နယ်စပ်ကုန်သွယ်ရေးကိုပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်ကြိုးပမ်းမှုများရှိနေတော့လဲမန္တလေးလာရှိုးလမ်းမကြီးပေါ်တွင်တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့်မြို့များရှိသေးသည့်အတွက်စစ်ကော်မရှင်၏အစီအစဉ်မှာလက်ရှိအချိန်အထိအကောင့်ထဲပေါ်နိုင်ခြင်းမရှိသေးကြောင်းကုန်သည်များထံမှသိရပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှုလန်ချမ်းမြေ့ကြပါစေရှင်။